လုပ်ငန်းရှင်တို့ရဲ့ website ကိုကိုယ်တိုင်တည်ဆောက်ချင်တယ်ဆိုရင် coding ဆိုတာကမဖြစ်မနေသိရှိဖို့လိုအပ်လာပါတယ်။ coding ဆိုတာ website တစ်ခုရဲ့အခြေခံအုတ်မြစ်လို့ပြောလို့ရပါတယ်။ HTML, CSS, JavaScript ဆိုတဲ့ဘာသာစကားသုံးခုကကိုယ့်ရဲ့ page တွေ contact form တွေ menu တွေကိုဖန်တီးပေးတဲ့အရေးကြီးဆုံးအရာတွေပါ။ HTML ကတော့မျက်နှာပြင်ပေါ်မှာမြင်ရမယ့်ဖွဲ့စည်းပုံကိုပြုလုပ်ပေးပါတယ်။ CSS က design အရောင်အလှပနဲ့တသက်ဖြစ်စေတဲ့ layout တွေကိုပေးပါတယ်။ JavaScript ကတော့ button နှိပ်လိုက်တာနဲ့အလုပ်လုပ်သွားဖို့လိုတဲ့ function တွေကိုထည့်ပေးတာပါ။ဒီအရာတွေကိုသိထားရင် website တစ်ခုကိုစိတ်ကြိုက်ပြုပြင်ဖန်တီးနိုင်ပါမယ်။တကူတော့စီးပွားရေးသမားများ developer မရှိပဲကိုယ်တိုင်အခြေခံ website တည်ဆောက်နိုင်မှာပါ။ coding ဆိုတာတမန်အရေးချင်းတစ်ခုမဟုတ်ပါဘူး။ဒါဟာစိတ်တိုင်းကျပြုပြင်ထိန်းသိမ်းနိုင်ဖို့အယောင်စာမျက်နှာတွေနဲ့ function တွေဖန်တီးနိုင်တဲ့နည်းပညာနဲ့အမှုပညာပေါင်းစပ်မှုတစ်ခုပဲဖြစ်ပါတယ်။တကယ်လို့ coding လုပ်ချင်တယ်ဆိုလို့ရှိရင် HTML, CSS, JavaScript အခြေခံသင်ခန်းစာတွေကိုအခမဲ့သင်ကြားလို့ရတဲ့နေရာတွေအများကြီးရှိပါတယ်။ Terrain ပတ်ဝေးမှာလည်းလက်တွေ့အသုံးချနိုင်မဲ့ website ရေးသားနည်းသင်ကြားမှုများကိုလည်းဆောင်ရွက်ပေးဖို့ရှိပါတယ်။ coding ကိုသိနေတာကမသိတာထက်လုပ်ငန်းပြိုင်ဘက်တွေထက်ပိုသာစေပါတယ်။ website တစ်ခုကိုစတင်တည်ဆောက်ဖို့ coding ဆိုင်ရာအချက်လက်တွေသိထားခြင်းကဈေးကွက်ကိုလက်မနိုင်တဲ့ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။